ဒီနေ့တော့ကင်းမွန်ဟင်းလေးချက်ပါတယ်ကင်းမွန်ရဲ့ဘိုက်ထဲကဒီကော်ချောင်းလိုအပြားလေးကိုဖယ်ရပါမယ်ပြီးရင်တော့ဒီမင်းအိတ်လေးတွေလည်းဖယ်ပါမယ်ကြိုက်တဲ့သူတွေကတော့မဖယ်ပဲစားကြတယ်ပေါ့နော်အဲ့ဒါတွေကမဲမဲကြီးဖြစ်သွားလို့ရှိရင်အယောင်မလှလို့ကျမကတော့ဖယ်လိုက်ပါတယ်ပြီးရင်တော့ဒီလက်ချောင်းတွေအလယ်မှာရှိတဲ့အမဲဆန်လေးကိုလည်းဖယ်ရပါမယ်နောက်ပြီးတော့ကင်းမွန်ကိုအလဲကခွဲပြီးအလဲမှာရှိတာတွေကိုလည်းအကုန်ဖယ်ပါမယ်ချို့ကတော့အထဲကဂျယ်လီလိုအစီလေးတွေကိုလည်းမဖယ်ကြပါဘူးကျမကတော့အကုန်ဖယ်ပစ်ပါတယ်အထဲမှာတစ်ခါတည်းရန်ငါးပစ္စည်းလေးတွေလည်းပါတယ်လို့အဲ့ဒါတွေလည်းဖယ်ရပါမယ်ပြီးရင်နောက်နေ့မှချက်မှာမို့ရေတခြားတက်အောင်ဆေးပြီးတော့ရေခဲတက်တာထဲမှာတိမ့်ပါမယ်ချက်မဲ့နေ့မှာတော့ကင်းမွန်ကတအားခဲနေလို့မြန်အောင်ရေထဲထည့်ပြီးတော့အခဲတွေကိုဖြောလိုက်ပါမယ်ကင်းမွန်ရဲ့အရေပြားလေးကဒီလိုအနီဆက်လေးတွေနဲ့ပါအကောင်ကလည်းရှိရှိလေးပါနော်ပြည်ချင်းကားရဲ့အရေပြားကတော့ခဲအောင်လိုမျိုးပါဈေးတွေမှာတော့များသောအားဖြင့်အရေပြားတွေမပါတော့ဘဲနဲ့အဖြူရောင်ဝိုင်းဝိုင်းလေးတွေပဲတွေ့ရတတ်ပါတယ်ရေပဝဲကတော့လက်တံလေးတွေကကိုလုံးထပ်ပို့ပြီးတော့ကြီးပါတယ်ဒီသုံးမျိုးကိုမမအောင်လို့ပြောပြပေးတာပါရှင်ကင်းမွန်လေးတွေကိုမချက်ခင်ဒီလိုလေးတွေညှက်လိုက်ပါတယ်မညှက်ချင်လည်းကြိုက်တယ်လို့ချက်လို့ရပါတယ်ကင်းမွန်ရောပြည်ကြီးငါရောရေပေါ်ဝဲရောမှာကအနံ့တစ်မျိုးလေးရှိပါတယ်အဲ့ဒီအနံ့ကိုမကြိုက်လို့ကျမကရေနွေးပွပွက်စုမှာစက္ကန့်20ခန့်ဖြောလိုက်ပါတယ်ဟင်းအနှစ်အတွက်ကြက်သွဖြူနီကိုစနွန်းထဲစီတက်ကျက်သွနွမ်းလာလို့ရှိရင်ခရမ်းညင်သီးထဲငပိအနှဲငယ်ထဲစားဟင်းခတ်မုန့်ထဲငရုတ်စိမ်းရောင်တဲ့မုန့်ထည့်ပြီးခရမ်းညင်သီးအီအောင်လို့ရေနွေးနှဲငယ်ထည့်ပြီးတော့တည်ထားပါမယ်ကင်းမွန်အတွက်ဟင်းအနှစ်ကိုအပေါ့အငံပုံမှန်ချက်နေကြအတိုင်းပဲချက်ပါပြည်ကြီးငါချက်ရင်တော့ပုံမှန်ထက်စားလျှော့ထည့်ပြီးတော့ခက်ပေါ့ပေါ့ပဲချက်ပါပြည်ကြီးငါကအငံဓာတ်တွေထွက်လာအောင်မှာမို့လို့စားပုံမှန်ထည့်မိရင်ဟင်းချက်တဲ့အခါမှာငံနေတတ်ပါတယ်ဟင်းအနှစ်ရလာပြီးရေခမ်းကနေမှာတော့ရေနွေးဖြိုးထားတဲ့ကင်းမွန်တွေထည့်ပါမယ်ကင်းမွန်ကရေထွာအောင်မှာမို့လို့ရေထပ်မထည့်တော့ပါဘူးစီပြန်လာရင်တော့နနမငုတ်သီးစိမ်းလေးထည့်ပြီးတော့အရသာရှိတဲ့ကင်းမွန်ချက်လေးချက်ပါပြီကျမကဟင်းအနှစ်ကိုခရမ်းညင်သီးနဲ့ပဲကြိုက်တာမို့လို့ဒီလိုပဲချက်ပါတယ်ရန်ကုန်အနှစ်ပုံစံကြက်သွန်နီနဲ့ပဲကြိုက်ရင်လည်းကြိုက်တယ်လို့ချက်လို့ရပါတယ်ဆိုရီတီရှူပေးတဲ့တယောက်ချင်းကျေးဇူးများတင်ပါတယ်ရှင်နောက်ရက်ဒီမှာပြန်တွေ့ကြမယ်နော်